ဂရိတွေးခေါ်ပညာရှင်ကြီးအရစ်စတိုတယ်ကတော့ကျွန်ုပ်တို့၏ဘဝသည်အဖန်တလဲလဲပြုလုပ်ခြင်းရလဒ်ပင်ဖြစ်၏ထို့ကြောင့်တာလွန်ကောင်းမွန်ခြင်းဟုသည်မှာလောက်ရတစ်ခုမဟုတ်အလေးထားတစ်ခုသာတည်းလို့ဆိုခဲ့တယ်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဘဝအောင်မြင်ပျော်ရွှင်မှုနဲ့စိတ်ခွန်အားဖြစ်စေမဲ့ဗီဒီယိုတွေကိုပုံမှန်မျှဝေပေးနေတဲ့ Sharing by Morgan Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ဆရာမောင်ပေါ်ထွန်းရေးထားတဲ့အစင်းမြင့်အောင်မြင်သူတို့၏အလေးထားများဆိုတဲ့စာအုပ်ထက်ကမိတ်ဆွေတို့ဘဝမှာလက်တွေ့အသုံးချနိုင်မဲ့12ချက်ကိုပြန်လည်မျှဝေပေးလိုက်ပါတယ်အဲ့ဒီ12ချက်ကဘာတွေလဲဆက်ကြည့်အောင်နံပါတ်1အလေးတင်တွေနဲ့ပတ်သက်ပြီးမပေါ်ဆပါနဲ့အလေးထားတွေကအကျဉ်းစရိုက်တွေကိုဖန်တီးတယ်ကိုကသတိမမှုလိုက်မိတဲ့အလေးထားတွေကကျွန်တော်တို့ရဲ့အကျဉ်းစရိုက်တွေဖြစ်ပြောင်းသွားအောင်တိတ်တဆိတ်ဖန်တီးနေတယ်ဘဝရဲ့အောင်မြင်မှုဆုံးရှုံးမှုတွေကိုဆုံးဖြတ်ပေးတာကလည်းအဲ့ဒီအလေးထားတွေပဲတဲ့နံပါတ်2အကျိုးရှိသောတုံ့ပြန်မှုပုံစံကိစ္စတစ်ခုခုကြုံလာတဲ့အခါနောက်ကျမှတုံ့ပြန်တတ်သူတွေကိုခန်းစားချက်အခြေအနေနဲ့ပတ်ဝန်းကျင်တွေကလွှမ်းမိုးတယ်ဂျိုတင်တုံ့ပြန်တတ်သူတွေကိုကြတော့တန်ဖိုးဆိုတာတွေကလွှမ်းမိုးတယ်ဆိုလိုတာကတော့ဖြစ်လာမှဖြစ်သလိုရှင်းတဲ့သူတွေဟာရွေးချယ်ခွင့်နည်းပြီးတော့ဂျိုတင်စီမံထားသူတွေကတော့ရွေးချယ်စရာတွေများတယ်ဆိုတဲ့သဘောပါပဲနံပါတ်3ဘယ်လိုဘဝမျိုးကိုပိုင်ဆိုင်ခြင်းလဲတင့်ကိုယ်တင်မိမိရဲ့နာရေးခန္ဓာကိုတက်ရောက်နေတယ်လို့မြင်အောင်ကြည့်ပါအဲ့ဒီခါမှာလှုပ်ဖို့ကိုင်ဘက်မိသားစုနဲ့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေကတင်အကြောင်းကိုစကားတွေပြောနေကြတယ်ဆိုပါစို့တင်သူတို့တန်ကကြားကျင်တာဘယ်လိုစကားမျိုးတွေဖြစ်မလဲတဲ့ကောင်းတဲ့လားဆိုးတဲ့လားသင်ရှင်သန်ခဲ့တဲ့ဘဝပုံစံအတိုင်းသာကြားရမှာဖြစ်တယ်ဆိုတာကိုမမေ့ပါနဲ့နံပါတ်4မှန်ကန်သောစီမံခန့်ခွဲမှုအချိန်ကိုစီမံခန့်ခွဲမှုတွေလုပ်ထားတဲ့မိမိဘဝကိုမိမိစီမံခန့်ခွဲနိုင်မှုကြိုးစားပါတဲ့ကိုယ့်ဘဝမှာလှုပ်ရှားအလုပ်တွေလှုပ်ချင်တာတွေများစွာရှိပေမဲ့အမြဲတတိထားရမှာကတော့ပထမဆုံးလှုပ်သင့်တဲ့အလုပ်ကိုပထမဆုံးလုပ်ပါတဲ့နံပါတ်5ပူးပေါင်းဆောင်ရွက်မှုစွမ်းရည်ကောင်းဖို့ဘဝဆိုတာကိုပြိုင်ပွဲလို့မမြင်နဲ့ဘဝဆိုတာကိုပူးပေါင်းဆောင်ရွက်ခြင်းလို့သာမြင်ပါအဲ့ဒီလိုမြင်တတ်ဖို့အတွက်ကိုယ်မှာနှစ်ဖက်မျှတွေ့ရတဲ့အကျင့်တွေရှိအောင်ကြိုးစားလေ့ကျင့်ပါတဲ့နှစ်ဖက်မျှစိတ်ဓာတ်ကတော့ကြော်တဲ့လူစိတ်ရှင်ပြိုင်တိုက်ခိုက်လူစိတ်လှမ်းမိုးတဲ့ပတ်ဝန်းကျင်မှာဘယ်တော့မှမရှင်းသန်နိုင်ဘူးတဲ့ဒါကြောင့်ကိုယ်ဘယ်ပတ်ဝန်းကျင်ကိုရောက်နေလဲဆိုတော့ကိုဂရုစိုက်ပါတဲ့နံပါတ်6ဆက်ဆံရေးကောင်းသူတယောက်ဖြစ်ဖို့လူချင်းရဲ့အပြန်အလှန်ဆက်ဆံရေးတစ်ခုမှာအရေးကြီးဆုံးချက်ကတော့တစ်ဖက်သားကိုနားလည်အောင်ကြိုးစားပါပြီးရင်တစ်ဖက်သားကကိုယ့်ကိုနားလည်လာအောင်လုပ်ပါလို့ဆိုတယ်လူအလုံးကလောကကြီးကိုအရှိအမှန်တိုင်းမမြင်ကြဘူးသူတို့မြင်ကျင်တဲ့အတိုင်းသာမြင်တတ်ကြတယ်ဆိုတာကိုမမေ့ပါနဲ့တစုံတစ်ယောက်ကကိုယ်နဲ့သဘောတူညီမှုမရှိတဲ့အခါမှာပြိုင်ညင်းတာတွေကိုယ့်အယူဆကိုအတင်းလက်ခံခိုင်းနေတာတွေကိုလုံးမဲ့စားခမ ्या ကဒီကိစ္စကိုဒီလိုမြင်နေတာကိုလို့ဆိုပြီးသူ့အယူဆကိုနားလည်ပေးပြီးမှညှိနှိုင်းမှုတွေလုပ်ပါတဲ့နံပါတ်9ဘာကြောင့်စိတ်ဓာတ်ကြရတာလဲလူတယောက်စိတ်ဓာတ်ကြရခြင်းအကြောင်းကတော့သူ့ကိုယ်သူစိတ်ဓာတ်ကြခွင့်တနည်းအားဖြင့်အရှုံးသမားဖြစ်ခွင့်ပေးလိုက်လို့ပါပဲသူ့စိတ်ကိုသူချပြလိုက်တာကြောင့်ပဲတချို့တွေအမတန်ဆိုးရတဲ့အခြေအနေကိုရောက်နေတာတော့စိတ်ဓာတ်ကြသွားတယ်ဆိုတာမရှိဘူးဘာလို့လဲဆိုတော့သူတို့ကဘယ်အခြေအနေကိုပဲရောက်လောကကြီးကိုချစ်တတ်တဲ့မျက်လုံးနဲ့အမြဲကြည့်တတ်လို့ပဲနံပါတ်10အမားတွေကိုတန်ဖိုးရှိရှိအသုံးချတတ်ဖို့အမားတွေကနေပြီးအမျက်ထုံနေကတော့ကိုယ့်ရဲ့စိတ်ပြအားငယ်မှုတွေမအောင်မြင်မှုတွေနဲ့အမားတွေကိုနှိမ့်စင်ပြန်သုံးသပ်ပါပြီးရင်သင်ခန်းစာထုတ်ပြရမယ့်အရာတွေကိုယူပါကျန်တော်တွေကိုအကုန်မေးဖြောက်ပစ်လိုက်ပါဒီနည်းကတော့လူတစ်ယောက်ကိုရှေ့ဆက်ဖို့အတွက်ခွန်အားတွေအမှတ်မထင်ရရှိစေတယ်တဲ့နံပါတ်9အကောင်းဆုံးသင်ခန်းစာယူနည်းဆုံးရှုံးမှုတွေကဘယ်အရာကိုဘယ်လိုမလုပ်သင့်ဘူးဆိုတဲ့သင်ခန်းစာပေးတယ်ဒါပေမဲ့အဲ့ဒီနောက်မှာပိုအရေးကြီးတာကဘယ်အရာကိုဘယ်လိုလုပ်ရမလဲဆိုတာသိဖို့ပဲကိုကကိစ္စတစ်ခုခုကိုလုပ်လိုက်လို့အောင်မြင်သွားရင်ဘဝင်မြင့်သားရသွားမယ်စားငါဘယ်လိုလုပ်လိုက်လို့အောင်မြင်သွားတာလဲဒီလောက်ကောင်းအောင်ငါဘယ်လိုလုပ်လိုက်နိုင်တာလဲဆိုတဲ့မေးခွန်းကိုအမြဲမေးပါတဲ့နံပါတ်10စိတ်အားထက်သန်သူတစ်ယောက်ဖြစ်ဖို့စိတ်ပါလက်ပါမှုမရှိခြင်းကိုစိတ်အားထက်သန်မှုနဲ့သာအနိုင်ယူနိုင်တယ်တဲ့အဲ့ဒီစိတ်အားထက်သန်မှုကိုနှိုးဆွားဖို့အတွက်တော့လိုအပ်တာကနံပါတ်1ပြင်းပြတဲ့စိတ်ကူးဉဏ်နံပါတ်2အဲ့ဒီစိတ်ကူးဉဏ်ကိုအကောင်အထည်ဖော်တဲ့စီမံကိန်းဒီနှစ်ချက်သာပဲလိုတယ်လို့သမိုင်းပညာရှင်ကြီးအာနိုဒရိုင်ဘီကဆိုတယ်နံပါတ်7ပျော်ရွှင်ရသောဘဝဖြစ်ဖို့အချစ်ရှိသောယုံကြည်မှုရှိသောသူရဲ့နှလုံးသားမှာပျော်ရွှင်မှုကကင်းဝတ်တယ်တဲ့ဒါကြောင့်ပျော်ခြင်းရင်ချစ်တတ်ပါမိမိကိုမိမိယုံကြည်မှုရှိပါတဲ့နောက်ဆုံးချက်ကတော့အကောင်းမြင်တဲ့ခြင်းရဲ့တန်ဖိုးပဲဆုံးရှုံးမှုတွေနဲ့ကြုံတွေ့ပြီးတဲ့နောက်ပြန်လဲနလန်ထူလာနိုင်သူတွေအကုန်လုံးဟာအကောင်းမြင်စိတ်ရှိကြတယ်တဲ့သူတို့တွေကဒါကယာယီခက်ခဲပါပဲပြီးရင်ပုံမှန်ပြန်ဖြစ်သွားမှာလို့အကောင်းမြင်စိတ်နဲ့ယုံကြည်တတ်ကြတယ်
စန့်ကျင်ပဲထာဝရအရှုံးသမားတွေကတော့အခက်အခဲတစ်ခုကြုံလာရင်ထာဝရအခက်အခဲလို့ဆွဲမြဲယုံကြည်တယ်။ဒါကပဲလူတွေရဲ့ဘဝကိုခြားနားသွားစေတဲ့နှစ်ချက်ပါပဲတဲ့။ဟုတ်ကဲ့ကျွန်တော်မျှဝေခဲ့တဲ့12ချက်ပြင်နောက်ထပ်အကျိုးရှိစေတဲ့အကြောင်းအရာတွေများစွာကိုသိရဖို့အတွက်နီးစပ်ရာစာအုပ်ဆိုင်တွေမှာဒီစာအုပ်လေးကိုဝယ်ယူဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။ဗီဒီယိုကိုနှစ်သက်သဘောကျတယ်ဆိုရင် like and share လုပ်ပြီးတော့ channel ကိုလည်း subscribe လုပ်ထားနိုင်ပါတယ်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါစို့။